င်္ဂလာပါအခုကတော့ဒီမှာကားတစ်စီးလုံးပန်းနေအပြည့်ပါပန်းနေအပြည့်ဒီနေ့ဖျားပန်းတင်ကျင်တဲ့သူတွေကိုလိုက်လံလှူဒန်းပေးမှာပဲဖြစ်ပါတယ်တစ်စီးလုံးကျူအများကြီးပဲကိုကြီးဟေးကိုကြီးဖျားပန်းလူဖို့ဟုတ်ကဲ့အမဒီမှာဖြူဖြူတွေးတယ်ရညီမလေးရသူဒီမှာလေဟုတ်တယ်ဖြူဖြူတွေးကျေးဇူးပါမင်္ဂလာပါအကိုကြီးရဟောကိုကြီးရဖျားတင်ဖို့ညှို့ဝင်ကြောမညှို့ပါဘူးရပါတယ်ဟုတ်မယ်အခုဟိုမဲ့ဆိုင်မှာထိုးထားလိုက်ဟုတ်တက်တာဟောဝင်နေလေယောက်ျားလေးတွေဝစ်စုံကြီးတက်ရောင်းနေနေရဆိုင်ကနဲ့မရေးအေးအားစားမှာစားကျုံပန်းနေနဲ့ပြည်နေရောမေးကိုရတော့ကာမောင်အမလေးဟုတ်နောက်ထဲမှာအများကြီးကြံသေး